ဒေါ်လာတန်းချီတန်တဲ့သင်္ဘောကြီးကိုပိုင်တဲ့သင်္ဘောပိုင်ရှင်တထေးတွေကသင်္ဘောသားတွေကိုဘာလို့လာစားအများကြီးပေးပြီးခေါ်ကြတာလဲယူနေလို့လားမင်္ဂလာပါကျွန်တော်လိုက်တာစီမံဘလော့နဲ့ကြိုဆိုပါရစေဒီနေ့ပြောပြမှာတော့သင်္ဘောသားတွေရဲ့လာစားအကြောင်းလေးပါတော်တော်များများသင်္ဘောသားတွေရဲ့လာစားကိုပဲသိပြီးတော့အဲဒီလာစားရဲ့နောက်ွယ်အကြောင်းလေးတွေကိုမသိကြဘူးဗျတကယ်တော့ရေချောင်းကုန်စည်ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းကကမ္ဘာမှာ risk အများဆုံးနဲ့အန္တရာယ်အများဆုံးအလုပ် top 10နဲ့တစ်ခုဖြစ်ပါတယ်ကျွန်တော်သင်္ဘောသားတွေပင်လယ်ပြင်မှာရွက်ရင်းနဲ့ဘဝတိုက်ပွဲတွေကိုတိုက်နေကြရင်းနဲ့ဆုံးရှုံးသွားတဲ့အသက်တွေဘဝတွေအများကြီးရှိပါတယ်နှစ်စဉ်တဲ့တိုင်းမှာအဆီဒန်ပေါင်းရာနဲ့ချီပြီးရှိနေပါတယ်ခုနှစ်2025ရဲ့စစ်တမ်းအရဆိုလို့ရှိရင်တစ်နှစ်အတွင်းအဆီဒန်ပေါင်း982ခုထိရှိသွားပါပြီ Safety First ဆိုတဲ့ကောင်းတဲ့တစ်ခုတော့ပါကျွန်တော်တို့က heavy job တွေကို risk အများကြီးယူပြီးအလုပ်လုပ်ကြရတယ်ဗျအဲ့ဒီချူတာတော့မဟုတ်ပေမဲ့တနေ့ကုန်ပင်ပန်းကြီးအလုပ်လုပ်ထားတဲ့ညရောင်လည်းကိုချစ်တဲ့သူတွေကကိုကိန်းနာမှာရှိမနေပါဘူးအဲ့တော့ဒီကုန်းကျိုးပြောရရင်တော့သင်္ဘောသားတွေလာတာတွေကကျွန်တော်အဖြူစင်ဆုံးနဲ့အတန်ရှင်ဆုံးပေးဆက်ပြီးရှာထားရတဲ့ပတ်စံလေးပါခင်ဗျာအဲ့တော့တန်လို့လည်းပေးထားတာပါနောက်ဗီဒီယိုတွေမှာပြန်လည်ဆုံးလေးကို like and follow လေးလုပ်ဖို့လည်းမမေ့ပါနဲ့အောင်ဗျအဲ့တော့မယ်ဘိုင်ဘိုင်ပါ